လာပါကျွန်တော်ညီလေးတယောက်ကလာပြီးတော့မိထားတာရှိရပေါ့နော်တက္ကနိုပိုဟာ7က question event လိုမျိုးဂိမ်းတွေကိုလူဝီ setting သို့မဟုတ် medium setting နဲ့ဆော့ရင်အဆင်ပြေလားပြီးတော့ Helio G100 နဲ့စနက်တို့ကို F55 ကဘယ်ကောင်ကပိုကောင်းလဲဆိုတာကိုလည်းလာပြီးတော့မိထားတာဖြစ်ပါတယ်ဆိုတော့ဒီဗီဒီယိုမှာဒီညီလေးနဲ့အတူတူသိချင်နေတဲ့မိတ်ဆွေတွေတက်လဲကျွန်တော်ပြောပြပေးတော့မှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ရဲ့ဗီဒီယိုလေးကိုစလိုက်ရအောင်ပထမဆုံးသူမေးထားတာကတော့ graphic ဆော့လို့ရလားဆိုတဲ့ချက်ပါ။မန္တလေးရောက်ရမယ်ဆိုရင်တက္ကနိုပိုဟာ7မှာပါတဲ့ Helio G100 ကတော့အလက်တန်းစားချိတ်ဆက်ကိုအသုံးပြုပေးထားတာဖြစ်ပါတယ်။ဒါကြောင့် question event လိုမျိုး game ကို Louis City မှာထားဆော့မယ်ဆိုရင်တော့ frame rate ကတော့30ဝန်းကျင်မှာတော့ AACC ဆော့လို့ကောင်းနိုင်မယ်။ဒါပေမဲ့ medium setting မှာကျတော့ဆော့လို့ရလားဆိုတော့ဆော့လို့တော့ရပါတယ်။ဒါပေမဲ့တိုက်ပွဲတအားပြင်းထန်လာတာဒါမှမဟုတ်စကင်တွေအများကြီးတုံးလာရင်တော့ဖုန်းကထောက်တာလက်တာမျိုးရှိနိုင်ပါတယ်ကျွန်တော်အနေနဲ့ကြံပေးချင်တာကတော့လူ့ရဲ့စတင်မှာထားစောကြည့်ပြီးတော့ frame rate ကို60တင်စောကြည့်ပါအဲ့ဒီခါမြင်ကွင်းကတော့ပို့ပြီးတော့ချောချောမွေ့မွေ့နဲ့ဆော့လို့ကောင်းမယ်လို့တော့ကျွန်တော်ထင်ပါတယ်ဒုတိယတစ်ခုသူမေးထားတာကတော့ Helio G100 နဲ့စနက်တကုံ F55 ကဘယ်ကောင်ကပိုကောင်းလဲဆိုတာပါပဲဒါကတော့လူတော်တော်များများသဝေဆိုပြစ်တက်ကြပါတယ် gaming ပေါ်အပိုင်းမှာကြတော့စနက်တကုံ F55 ကအပြတ်သက်တာပါတယ်သူက feature ချိတ်ဆက်အဟောင်းဖြစ်နေပေမဲ့သူ့ရဲ့ GPU graphic ပိုင်းမှာကြတော့ Helio G100 အထက်အများကြီးပိုတောင်းတင်းတယ်။ဒါပေမဲ့တစ်ခုရှိတာကတော့စနက်တကုံ F55 ကဖုံးဟောင်းနေမှာပဲပါတာဖြစ်လို့ဂိမ်းစောတဲ့ခါကျရင်ပို့ပြီးတော့အပူမြန်တာမျိုးတွေဖြစ်တတ်ပါတယ်။ဒါပေမဲ့ Helio G100 မှာကြတော့အတစ်ထွက်ထားတာဆိုတော့သူကဂိမ်းစောတဲ့ခါကျရင်တိုက်လည်းမပူတယ်လို့ battery ပိုခါနာမျိုးကိုလည်းရရှိမှာဖြစ်ပါတယ်။2026ခုနှစ်ရဲ့လက်ရှိမြန်မာနိုင်ငံပေါက်ဈေးအရာပြောရမယ်ဆိုရင်တက္ကနိုပိုဟာ7အတစ်ဆက်ကို9သိန်းခွဲကနေ6သိန်းကျော်ဝန်းကျင်မှာ RAM နဲ့ memory ပုံမူတည်ပြီးတော့ရရှိပါတယ်။ second sale ဆိုရင်တော့4သိန်းကျော်9သိန်းနီးပါးရှိမယ်လို့တော့ကျွန်တော်ထင်ပါတယ်။ပြီးတော့စနက်တကုံ F55 ပါတဲ့ဖုန်းတွေကိုကြတော့3သိန်းကျော်4သိန်းဝန်းကျင်မှာတော့ရရှိပါတယ်။အနည်းချုပ်ပြောရမယ်ဆိုရင်တော့မိတ်ဆွေကဂိမ်းကိုလည်း graphic လာကြီးနဲ့အမိတ်စားဆော့ချင်တယ်ဆိုရင်တော့စနက်တကုံ F55 ပါတဲ့ဖုန်းဟောင်းတွေကပို့ပြီးတော့ကောင်းမယ်။ဒါပေမဲ့ဖုန်းတစ်ဆက်လည်းဖြစ်ရမယ်။အမခံချက်လည်းပြီးပါရမယ်။ပြီးတော့ battery 9000mAh ပါတာကိုမှလိုချင်တဲ့သူတွေအတွက်ကတော့တက္ကနိုပိုဟာ7ကတော့အကောင်းဆုံးရွေးချယ်မှုဖြစ်မယ်လို့တော့ကျွန်တော်ထင်ပါတယ်။ကဲမိတ်ဆွေတို့လည်းကျင်နေလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်။နောက်ထပ်သိချင်တာရှိရင်လည်း comment မှာရေးခဲ့ပေးလို့ရပါတယ်။ဗီဒီယိုလေးကိုကြိုက်ရဆိုရင်လည်း like and subscribe လုပ်ပေးတော့ပါဦး။အားလုံးကိုကျေးဇူးတင်ပါတယ်။